မင်္ဂလာပါဗျာကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေဒီနေ့တော့ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာဘလို့ထူးဆန်းတဲ့အမှားလေးတွေဖြစ်တတ်လဲဆိုတာလာကြည့်ကြမယ်ခင်ဗျားတို့ဘဝမှာကိုမှန်တယ်လို့ထင်ခဲ့တဲ့ကိစ္စတွေတကယ်တမ်းကျတော့ကိုအုံနောက်ကလှည့်စားခဲ့တာတွေရှိခဲ့ဘူးလားအဲ့ဒါတွေက cognitive bias လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာဘက်လိုက်မှုတွေကြောင့်ပါပဲဒီဘက်လိုက်မှုတွေကကျွန်တော်တို့ကိုဘလို့လှည့်စားနေလဲဆိုတာအခုပဲရှာဖွေကြည့်ရအောင်ပထမဆုံးဘက်လိုက်မှုကတော့ confirmation bias အတည်ပြုလို့စိတ်ဘက်လိုက်မှုပါဒါကဘာလဲဆိုတော့ကျွန်တော်တို့ဟာကိုယုံကြည်ပြီးသားအရာတွေကိုထောက်ခံတဲ့အချက်လက်တွေကိုပဲရှာဖွေတတ်ပြီးကိုယူအစားနဲ့မကိုက်ညီတာတွေကိုတော့လစ်လျူရှုဒါမှမဟုတ်ပယ်ချတတ်တဲ့သဘောပါဥပမာနိုင်ငံရေးမှာဆိုရင်ကိုအားပေးတဲ့ပါတီကောင်းကြောင်းကိုပဲဖတ်ချင်နားထောင်ချင်ကြတယ်ကိုနဲ့မတူတဲ့အမြင်တွေကိုတော့မှားတယ်လို့ပဲမြင်တတ်ကြတယ်ဒီတော့ကိုမှန်တယ်လို့ထင်တဲ့အရာကိုပိုပြီးမှန်တယ်လို့ယုံကြည်လာအောင်အုံနောက်ကလှည့်စားနေတာပေါ့ဒါဟာအမှန်တရားကိုရှာဖွေတာမဟုတ်တော့ပဲကိုယုံကြည်ချက်ကိုခိုင်မာအောင်လုပ်နေတာနဲ့တူပါတယ်နောက်တစ်ခုက anchoring bias ကြောက်ချမှုဘက်လိုက်မှုပါဒီဘက်လိုက်မှုကတော့ကျွန်တော်တို့ဟာဆုံးဖြတ်ချက်တစ်ခုချတဲ့အခါပထမဆုံးရရှိတဲ့အချက်လက် anchor ပေါ်မှာအယမ်းမိခိုတတ်တဲ့သဘောပါဥပမာဈေးဝယ်တဲ့အခါပစ္စည်းတစ်ခုကိုဈေးကြီးကြီးနဲ့အရင်ပြလိုက်ပြီးမှဈေးနည်းနည်းလျှော့ပေးလိုက်ရင်ဈေးလျှော့တာကအယမ်းတန်တယ်လို့ထင်ရတတ်တယ်တကယ်တမ်းကျတော့အဲ့ဒီလျှော့ချထားတဲ့ဈေးကမူလကတည်းကတန်တင်းတဲ့ဈေးဖြစ်ချင်ဖြစ်နေမယ်အိမ်ချမ်းမြေဝယ်ရောင်းတွေမှာလည်းအစကတည်းကကြီးမားတဲ့ဈေးနှုန်းတစ်ခုကိုထုတ်ပြောလိုက်ဒါကနောက်ပိုင်းညှိနှိုင်းတဲ့အခါမှာဈေးနှုန်းကနေအများကြီးမကွာအောင်လွှမ်းမိုးထားနိုင်ပါတယ်ပထမဆုံးကြားလိုက်ရတဲ့ကဏ္ဍတစ်လုံးကကိုဆုံးဖြတ်ချက်ကိုဘလောက်အထိလွှမ်းမိုးသွားနိုင်လဲဆိုတာအံ့ဩစရာပါပဲတတိယဘက်လိုက်မှုက framing effect တင်ပြပုံဘက်လိုက်မှုပါဒီဘက်လိုက်မှုကတော့အချက်လက်တစ်ခုတည်းကိုပဲတင်ပြပုံမတူတာနဲ့ဆုံးဖြတ်ချက်တွေပြောင်းလဲသွားနိုင်တာပါဥပမာဆရာဝန်တစ်ယောက်ကယောဂတစ်ခုအတွက်ကုသမှုတစ်ခုကို60အသက်ရှင်နိုင်ပါတယ်လို့ပြောတာနဲ့10သေဆုံးနိုင်ပါတယ်လို့ပြောတာနှစ်ခုစလုံးကအတူတူပါပဲဒါပေမဲ့လူတွေက60အသက်ရှင်နိုင်ပါတယ်ဆိုတာကိုပိုပြီးရွေးချယ်တတ်ကြပါတယ်အကောင်းမြင်တဲ့ဘောင်နဲ့တင်ပြရင်ပိုလက်ခံတတ်ကြပြီးအဆိုးမြင်တဲ့ဘောင်နဲ့တင်ပြရင်တော့ကြောက်ရွံ့တတ်ကြပါတယ်ကြ။အော်ညာတွေသတင်းတွေမှာဒီနည်းလမ်းကိုအများကြီးအသုံးပြုကြပါတယ်။ဒီလိုဘက်လိုက်မှုတွေကဘာလို့ဖြစ်တာလဲ။ကျွန်တော်တို့ရဲ့အုံနောက်ဟာအမြဲတမ်းစွမ်းရည်ချွေတာဖို့ကြိုးစားတယ်။ဒါကြောင့်အချက်လက်တွေကိုမြန်မြန်ဆန်ဆန်စီမံဆောင်ရွက်နိုင်ဖို့စိတ်ပိုင်းဆိုင်ရာလမ်းဖြတ် mental shortcuts တွေဖန်တီးထားတယ်ဒီလမ်းဖြတ်တွေကအများအားဖြင့်အသုံးဝင်ပေမဲ့တစ်ခါတလေကျတော့အမှားတွေဖြစ်စေတတ်ပါတယ်။ဒီတော့ဒီဘက်လိုက်မှုတွေကိုဘယ်လိုလျှော့ချနိုင်မလဲအဓိကကတော့ကိုသတိထားဖို့နဲ့အမြဲတမ်းမေးခွန်းထုတ်တတ်ဖို့ပါပဲကိုသိထားတဲ့အချက်လက်တွေကိုပြန်ပြီးစမ်းစစ်ပါကို့အမြင်နဲ့မတူတဲ့အမြင်တွေကိုလည်းနားထောင်ကြည့်ပါဘက်ပေါင်းစုံကနေမြင်အောင်ကြိုးစားပါကဲဒီနေ့ဗီဒီယိုလေးကနေကိုအုံနောက်ရဲ့လျှို့ဝှက်ချက်တွေကိုနည်းနည်းပါးပါးသိသွားလောက်ပြီလို့ထင်ပါတယ်နောက်တစ်ခါဆုံးဖြတ်ချက်ချတော့မယ်ဆိုရင်ကိုယ်စိတ်ကိုပြန်စစ်ဆေးကြည့်ပါဦးကိုမှန်တယ်လို့ထင်နေတာတကယ်ရောမှန်ရဲ့လားဒါမှမဟုတ်ကိုအုံနောက်ကလှည့်စားနေတာလားဒီဗီဒီယိုလေးကိုကြိုက်ရင် like share လုပ်ပြီး subscribe လုပ်ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်